ညာຫນွေရဲ့ညနေခင်းဟာအရင်နေ့တွေထပ်ပိုပြီးအုံမှိုင်းနေတယ်လို့ပဲလေဘူးတွေကဝိတ်တိုင်နေပေမဲ့စိတ်ထဲမှာတော့တစ်ချက်စိတ်နဲ့ဖြတ်ပြေးသွားတတ်ပြန်ပါတယ်မုံညိုတယောက်မျိုးကပြန်ပြီးရွာအဝင်တမာတန်းကိုရောက်တဲ့အချိန်မှာတော့နေလုံးကြီးကနီရေးပြီးတောအုံနှုတ်ကိုကွယ်လို့နှီးဝဖြစ်လို့နေပါပြီပုံမှန်ဆိုရင်ဒီအချိန်ရွာအဝင်တမာတန်းမှာနွားကြောင်သားတွေထင်းခွေတဲ့သူတွေနဲ့စီကားနေတတ်ပေမဲ့ဒီနေ့တော့ထူးထူးခြားခြားတယောက်မှရှိလို့မရပါဘူးဝင်းကျင်တစ်ခုလုံးကလည်းတင်းချိုင်းကုန်းလိုတိတ်ဆိတ်လို့နေပါတယ်မုံညိုစပိန်ကိုအားကုန်နေပေမဲ့စပိန်ကတဆုံတယောက်ကနောက်ကနေဆွဲထားတယ်လို့လီးလံနေပြန်တယ်ဒီနေ့မှာဘာလို့ထလောက်အေးဆက်နေရတာလဲမောင်မျိုးကိုရေးရွရင်ဘီဘီကိုလှည့်ကြည့်လိုက်မိပါတယ်အဲ့ဒီခါလမ်းဘေးကဇရက်ဟောင်းကြီးထဲမှာလူရိတ်လိုတစ်ခုကိုမြင်လိုက်ရပါတယ်မောင်ညိုခါအတန်တစ်ခုကလေထဲမှာဝဲပြန့်လာပါတယ်မုံညိုလည်းကြောစိမ်သွားပါတယ်အဲ့ဒီအတန်ကဇရက်ထဲကနေလာတာလှည့်မကြည့်နဲ့လို့စိတ်ကအော်ဟစ်နေပေမဲ့ခြေထောက်တွေကအလိုလိုရပ်တန့်သွားတယ်ဇရက်တိုင်းကြီးမှာခေါင်းပေါင်းဖြူကြီးပေါင်းထားတဲ့အဖိုးကြီးတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်ဟာအဖိုးဘာကိစ္စရှိလို့လဲဗျာအဲ့ဒီကအဖိုးကြီးကခေါင်းကိုဖြည်းချင်းမော့ကြည့်တယ်သူ့မျက်နှာကဖျောင်းရုပ်ကြီးလိုဖြူဖတ်ဖြူလျိုဖြစ်နေပြီးမျက်လုံးတွေကတော့ဟောက်ပတ်ကြီးတယ်ဗျာငါမီအဖိုးကိုရွာအဝင်အထိလိုက်ပို့ပါလားကွယ်အဖိုးခြေတော့တွေမခိုင်တော့လို့ပါမောင်ညိုစိတ်ထဲမှာထင်သွားပြီလူကြီးတယောက်ဖြစ်နေတာမို့စပိန်နောက်ခုံမှာတင်လိုက်တယ်အဖိုးကြီးတတ်ထိုင်လိုက်တဲ့အချိန်မှာစပိန်ကမြေကြီးထဲကျွန်းဝင်သွားမတတ်လေးလံသွားတယ်မောင်ညိုချွေးရီပြန်လာပြီနင်းလိုက်ဒါပေမဲ့ရွာအဝင်ကတမာပင်ကြီးစီကိုမရောက်နိုင်တော့ဘူးလမ်းကအရှိကြီးဖြစ်နေတယ်လို့ပဲထိုးစင်မှာပဲအနောက်ကအဖိုးကြီးစီကနေအေးဆရေတန်ကြီးထွက်လာတယ်မောင်ညိုမရှိကိုပဲကြည့်မနေနဲ့လေငါ့ကိုလည်းကြည့်ပါဦးမောင်ညိုလောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့အဖိုးကြီးရဲ့မျက်နှာကမရှိတော့ဘူးနေရာမှာအသားဆိုင်နဲ့ပြုတ်ကျနေတဲ့ဦးခေါင်းကိုကြီးတစ်ခုကပြုံးပြနေတယ်ပြီးတော့အဲ့ဒီအရာကပြောလိုက်တယ်မင်းကငါလက်တလုံးချလောက်သွားတာကွာမောင်ညိုကြောင်းလန့်တကြားနဲ့နှုတ်ကိုလှည့်မကြည့်ပဲစပိတ်ကိုပြစ်ချပြီးရွာဘက်ကိုအားကုန်ပြေးပါတော့တယ်ချားစီရေတန်းကြီးနဲ့အတန်ဒီကထက်ချက်မခွာလိုက်လာတယ်ရွာထိပ်ကဖုန်ကြီးကြောင့်ကခေါင်းလောက်တန်ကိုကြားလိုက်ရတဲ့အချိန်မှာတော့မောင်ညိုလည်းတတိလစ်ပြီးလေးကျသွားပါတော့တယ်နောက်နေ့မနက်မှာတော့ရွာသားတွေကအမောင်ညိုကိုဇရက်ဟောင်းအနီးကခြုံပုတ်ထဲမှာတွေ့ခဲ့ကြတယ်ထူဆန်းတာကမောင်ညိုစီးလာတဲ့စပိန်ဟာဇရက်ပေါ်မှာအကောင်ပကတိရှိနေပြီစပိန်နောက်ခုံမှာတော့တမာရွက်၆တွေနဲ့ပြည်နေနေတာပါပဲ